ဒီနေ့မှာတော့ချိုရမ်းကြိုက်တဲ့ကျွန်တော်ကောင်မလေးအတွက်လိုအပ်လာပြီဖြစ်တဲ့ Smart Watch တွေလုံးကိုတရုတ်နိုင်ငံမှာတူတူသွားကြည့်ခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့အခု Huawei ကနေနောက်ဆုံးထုတ်လုပ်ထားတဲ့ Watch Fit 5တွေမှာဒီနိုင်လေးကိုဝတ်ထားရုံနဲ့စီးကြိုယောဂါကိုစမ်းသပ်နိုင်တဲ့ကမ္ဘာပထမဦးဆုံး fashion တစ်ခုပါလာလို့ပါ။ Titanium bezel, sapphire glass ကိုသုံးထားပြီးအလေးချိန်ကလည်း27 gram ပဲရှိရမလို့ပေါ့ပါပြီး outfit တိုင်းနဲ့ match ဖြစ်နေမှာပါ။ဒီ Watch Fit 5လေးမှာ emotional well-being ဆိုတဲ့ fashion လေးပါပြီးတော့ကိုယ်စိတ်ကပျော်နေလား relax ဖြစ်နေလားဆိုတော့နိုင်လေးကဖော်ပြပေးမှာပါ။ Golf, trail running, cycling တွေအပြင်40 meter free diving ထိပါဝင်ပြီးတော့ဘောကောက်မှု100ကျော်နဲ့ fitness courses 200ကျော်ကို indoor outdoor လုပ်လို့ရအောင် fashion လေးထည့်သွင်းပေးထားတဲ့အတွက်အားကစားသမားတွေရောအားကစားပုံမှန်လုပ်နေတဲ့လူတွေအတွက်ပါတော်တော်အကြိုက်တွေ့စီမှာပါ။ iOS ကော Android ကောနှစ်မျိုးလုံးချိတ်ဆက်လို့ရပြီးတော့ storage 64GB ပါတဲ့အပြင် battery တက်တန်းကလည်း10ရက်တောင်အားခံတယ်နော်။နောက်ဆုံးအနေနဲ့အားကစားလုပ်ဖို့မအားတဲ့လူတွေထိုင်များပြီး screen ရှိမှာပဲအချိန်ကုန်နေတဲ့လူတွေအတွက်ဒီနိုင်ပေါ်က banner လေးကနေပြီးတော့လုပ်ဖို့လိုအပ်တဲ့ mini workout လေးတွေကိုပြပေးသွားမှာဖြစ်ပါတယ်။ဒီလို function တွေစုံတဲ့နိုင်လေးကိုသူမနဲ့အတူတူဝတ်ပြီးတော့ကျွန်တော်ကတော့ဖြောင်းလိုက်ပါအောင်မယ်။ Bye